The king shikr dogo, send the long pit yonchi. No pit will can the kama. Piata the me. Pshikoyad, get the chin. Yashikanzad. Piata the me. Pshit to a book. Pshit on. Generoga. Send the long pit yonchi. No pit will can you webshit. Piata the me. ဖြစ်စေတာဖြစ်အောင်လုပ်ပေးတာဖျားဖြစ်တယ်ထိုသူကိုလက်ခံသမျှတော့သူတည်ဟူတော့ကိုရောကိုယုံကြည်တော့သူတို့အားဘုရားသားသမီးဖြစ်ရတော့အခွင့်ကိုပေးတော်မူ၏လို့ပြောပါတယ်ဘုရားသားသမီးဖြစ်စေတော့တကူတော်လို့ King James Version ထဲမှာဖော်ပြထားတယ်ဘုရားသားသမီးဖြစ်အောင်ကျွန်တော်တို့ကဘာမှမတတ်နိုင်ပါဘူးကျွန်တော်ယုံကြည်ပဲနှုတ်ဖြစ်ဝူခံမယ်အဲ့ဒါပဲကျွန်တော်လုပ်ရတယ်တတ်နိုင်တယ်အဲ့လိုဝူခံတဲ့အခါမှာဖြစ်စေတာကဘုရားဖြစ်တယ်ဖြစ်ပွားစေတာကဘုရားသခင်ဖြစ်တယ်ဒါကြောင့်လူအလိုလျောက်ဖွာတော့တမဟုတ်မေထုံအဖြစ်ဖွာတော့တမဟုတ်ဘုရားသခင်ဖြစ်ပွားစေတော့တာဖြစ်သည်လို့ပြောပါတယ်ဘုရားကဖြစ်ပွားစေတယ်အဲ့ဒါကိုဒုတိယမွေးချင်းခံရတယ်လို့ကျမ်းစာထဲမှာပြောပါတယ်မွေးဖွားပေးတာဖြစ်တယ်ဖခင်ကဖွားပေးတာဖြစ်တယ်ဖခင်ကလှုပ်ပေးတာဖြစ်တယ်အတ္တတော်တတဝါဖြစ်အောင်ဖခင်လှုပ်ပေးတာဖြစ်တယ်အတ္တတော်တတဝါဖြစ်အောင်ကျွန်တော်တို့ကြိုးစားလို့မရဘူးကျွန်တော်တို့လှုပ်လို့မရဘူးဖခင်ကလှုပ်ပေးတာဖြစ်ပါတယ်ဒါကြောင့်သခင်ယေရှုခရစ်တော်ကဒီဂျေဇုတော်ကိုကျွန်တော်တို့ကိုပေးထားတယ်သူကိုယ်တိုင်ကကျွန်တော်တို့ကိုလှုပ်ပေးတယ်ကျွန်တော်တို့အထဲမှာအဲ့ဒီယုံကြည်လက်ခံတဲ့ကအဲ့ဒီအသက်ဖြစ်စေတဲ့ဘုရားသားသမီးဖြစ်စေတဲ့အသက်ကကျွန်တော်တို့ထဲကိုရောက်လာတယ်အဲ့ဒါဖခင်ရဲ့အသက်ဖြစ်တယ်အဲ့ဖခင်ရဲ့အသက်ကပဲကျွန်တော်တို့ကိုပြောင်းလဲစေတာဖြစ်ပါတယ်ဘုရားရဲ့အသက်ကိုရတော့သူဟာထူးခြားတော့သူခြားနာတော့သူဖြစ်တယ်ထူးဆန်းစွာအမှုပြုနိုင်တော့သူဖြစ်လာတယ်ဘာဖြစ်လဲဆိုတော့ဘုရားကကျွန်တော်အထဲမှာဝင်ရောက်နေရာယူလာလို့ဖြစ်တယ်အဲ့ဒီဘုရားကကျွန်တော်အထဲကနေအလုံးလုံးနေလို့ဖြစ်ပါတယ်